ွေးမြူရေးသမားများအားလုံးမင်္ဂလာပါခင်ဗျာအခုကျွန်တော်ပြောပြပေးမယ်ဆေးကဒီဆေးပါပဲခင်ဗျာ Marburger 10ရာခိုင်နှုန်းနွားဝက်သို့ခွေးနှင့်ကြောင်များအတွက်ကျယ်ပြန့်သောပရိဇီဝဆေးတစ်မျိုးဖြစ်ပြီးအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂပိုးဝင်ခြင်းနို့သည်ပြုံရောင်ခြင်းဝက်များတွင်သားမွေးပြီးနောက်ယောဂလက္ခဏာစု NNA နှင့်အခြားဘက်တီးရီးယားပိုးဝင်ခြင်းများကိုကုသရန်အသုံးပြုပါသည် Marburger 10ရာခိုင်နှုန်း injection သည် fluoroquinolone အုပ်စုဝင်ပရိဇီဝဆေးတစ်မျိုးဖြစ်ပြီး Marburfloxacin 100 ဂရမ်မီလီလီတာကိုအဓိကပါဝင်ပစ္စည်းအဖြစ်ပါရှိသည်ဤဆေးကိုနွားဝက်သိုးကဲ့သို့သောတိရစ္ဆာန်များနှင့်ခွေးကြောင်ကဲ့သို့သောအိမ်မွေးတိရစ္ဆာန်များတွင်ဘက်တီးရီးယားပိုးဝင်ခြင်းများအားကုသရန်အတွက်ရည်ရွယ်ထုတ်လုပ်ထားသည်ဤဆေးသည် gram positive bacteria gram negative bacteria နှင့် mycoplasma တို့အပေါ်ထိရောက်မှုရှိသည်ဆေးအာနိသင်အသုံးပြုရန်ညွှန်းအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂပိုးဝင်ခြင်းများကိုကုသရန်နို့သည်ပြုံရောင်ရမ်းခြင်း mastitis ကိုကုသရန်ဝက်များတွင်သားမွေးပြီးနောက်ဖြစ်တတ်သောယောဂလက္ခဏာစု NNA ကိုကုသရန်အစာချေလမ်းကြောင်းဆိုင်ရာယောဂပိုးဝင်ခြင်းမျိုးပွားလမ်းကြောင်းဆိုင်ရာယောဂပိုးဝင်ခြင်းအဆစ်ရောင်ခြင်းနှင့်အရေပြားယောဂပိုးဝင်ခြင်းများကိုကုသရန်တားမြစ်ချက်များသတိပြုရန်အချက်များ Marburfloxacin နှင့်ဓာတ်မတည့်သောတိရစ္ဆာန်များတွင်အသုံးမပြုရအသေးသို့မဟုတ်ကြောက်ကပ်ပြဿနာပြင်းထန်စွာရှိသောတိရစ္ဆာန်များတွင်အသုံးမပြုရ Tetracycline, macrolide နှင့် sulfonamide ကဲ့သို့သောဘက်တီးရီးယားပွားများခြင်းကိုတားဆီးသည့်ပရိဇီဝဆေးများနှင့်တွဲဖက်၍အသုံးမပြုရကြီးထွားဖွံ့ဖြိုးဆဲအရွယ်တိရစ္ဆာန်များသို့မဟုတ်ကိုယ်ဝန်ဆောင်တိရစ္ဆာန်များတွင်အသုံးပြုရန်မသင့်တော်ပါဆေးပမာဏနှင့်အသုံးပြုနည်းနွားကျွဲဆေး1မီလီလီတာလျှင်ကိုယ်လေးချိန်50ကီလိုဂရမ်အထိအသုံးပြုပါကြက်သားအတွင်းသို့မဟုတ်အရေပြားအောက်ထိုးသွင်းနိုင်ပါသည်တစ်နေ့လျှင်တစ်ကြိမ်3ရက်မှ5ရက်ဆက်တိုက်အသုံးပြုပါဝက်ဆေး1မီလီလီတာလျှင်ကိုယ်လေးချိန်50ကီလိုဂရမ်အထိအသုံးပြုပါကြက်သားအတွင်းထိုးသွင်းပါတစ်နေ့လျှင်တစ်ကြိမ်3ရက်ဆက်တိုက်အသုံးပြုပါသိုးဆေး1မီလီလီတာလျှင်ကိုယ်လေးချိန်50ကီလိုဂရမ်အထိအသုံးပြုပါကြက်သားအတွင်းထိုးသွင်းပါတစ်နေ့လျှင်တစ်ကြိမ်3ရက်ဆက်တိုက်အသုံးပြုပါခွေးကြောင်ဆေးတုည5မီလီလီတာလျှင်ကိုယ်လေးချိန်25ကီလိုဂရမ်အထိအသုံးပြုပါကြွက်သားအတွင်းထိုးသွင်းပါဆေးကုဆရာဝန်၏ညွှန်ကြားချက်အတိုင်းသာအသုံးပြုပါမှတ်ချက်နွားများတွင်အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂပြင်းထန်ပါကဆေး4မီလီလီတာလျှင်ကိုယ်လေးချိန်50ကီလိုဂရမ်ပမာဏဖြင့်တစ်ကြိမ်တည်းအသုံးပြုနိုင်ပါသည်တနေရာထဲတွင်မီလီလီတာ20ထက်ပိုမိုထိုးရန်လိုအပ်ပါကနေရာများခွဲ၍ထိုးသွင်းသင့်ပါသည်ဆေးရက်နားရန်အချိန်နွားဝက်အသားစာရန်3ရက်သို့မဟုတ်6ရက်အရွယ်အစားနှင့်ထိုးသွင်းနည်းလမ်းပေါ်မူတည်၍ကြိုတင်ရက်ပါနို့3ရက်82နာရီကြိုတင်ရက်ပါသိမ်းစင်းနှင့်ဆေး၏အာနိသင်ထိရောက်မှုမလျော့နည်းစေရန်6တွေ့အေးမြသောနေရာတွင်သိမ်းဆည်းပါနေရောင်တိုက်ရိုက်မထိပါစေနှင့်အရေးကြီးအကြံပြုချက်ဘေးကင်းလုံခြုံမှုနှင့်ထိရောက်မှုရှိစေရန်အတွက်မည်သည့်ဆေးကိုမဆိုအသုံးမပြုမီမွေးမြူရေးကုသဆရာဝန်နှင့်အမြဲတမ်းတိုင်ပင်ဆွေးနွေးပါမွေးမြူရေးသမားများအားလုံးအဆင်ပြေကြပါစေဗျာတနိုင်တစ်ပိုင်ဝက်မွေးမြူရေးညီကိုများကြိုက်နှစ်သက်ပါက like follow subscribe လေးလုပ်သွားပေးပါအောင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ